okay okay အခုလုံးမလေးချင်းကကြတော့လမ်းမိုင်း split jack နော် jack ပုံစံကိုလမ်းမိုင်းနဲ့ရှေ့ကို split stamp ခွဲပြီးတော့လုပ်မှာဆိုတော့ဒါဒီ explosive power ပါတဲ့အတွက်ကြောင့်အသက်ရှူတာသွင်းတာထုတ်တာဒီအပြည့်ရှူသွင်းပြီးတော့ကိုတောင့်ထားမယ်တွန်းပြီး press လုပ်ပြီးအချိန်မှာဖူးတစ်ချက်ပဲအသက်တစ်ချက်ထုတ်တစ်ချက်ရှူအတွင်းမှာအတင်းအချတစ်ပြိုင်နဲ့သွားမယ်ပေါ့နော် okay ဆိုတော့စမယ်ပုံစံဒီလို split ပုံစံဖြစ်တယ်ဒီလို split ပုံစံမှာကျွန်တော်တို့ကပစ္စည်းတစ်ခုကိုဒီလိုပွေ့ပြီးတော့ရှေ့ပြောင်းပြီးပြစ်သွင်းလိုက်တယ်လို့ပဲပြီးရင်အဲ့ပစ္စည်းပြန်ကြလာရင်ပြန်ဖမ်းလိုက်တယ်လို့ပဲခြေထောက်ပြောင်းပြီးပြန်ဖမ်းတယ်ခြေထောက်ပြောင်းပြီးပြန်ပြစ်တယ်ခြေထောက်ပြောင်းပြီးပြန်ဖမ်းတယ်ဆိုတော့အဝေးကနေအလေးဝင်တစ်ခုပါတဲ့ပစ္စည်းကိုယ်စီလာပြီဆိုရင်ဘယ်သူမှဒီလိုပက်လက်ကြီးမဖမ်းဘူးတဲကြီးမဖမ်းဘူးပေါ့တဲကြီးဖမ်းလိုက်ရင်နောက်ကိုဘိုင်းဆိုလန်ကြတော့မှာဆိုတော့အောက်လွှဲပြီးတော့ဒီလိုပိုက်ပြီးတော့ဒါမျိုးလေးဖမ်းကြတာပဲအဲ့ဒီဘောပဲဝေးဝေးကိုပြစ်ရှင်နေဆိုလဲဒီလိုတဲကြီးမပြစ်ဘူးဒီလိုရင်ဝဲပိုက်တွဲပြီးတော့မှလွှဲပြစ်မှာအဲ့ဒါကိုကျွန်တော်ကဒီမှာဘာထုတ်သွားသလဲဆိုတော့ခြေထောက်ရဲ့ပုံစံလေးလိုက်ပြောင်းတယ်ဒါလေးပဲဆိုတော့လမ်းမိုင်းကိုနဲ့ကိုဒီလို press လုပ်မဲ့ပုံစံနဲ့ဖြောင်းပြီးတော့45သူ45ကို45ဖြစ်နေတဲ့ပုံစံလေးကိုအရင်တွန်းပြီးတော့ခြေထောက်ကိုအဲ့လိုနေရာကိုယူမယ်ယူပြီးရင်အဲ့ကောင်ကိုဒီပခုံးနဲ့တက်လောက်ထိချမယ်ဒီမှာလမ်းမိုင်းကထွက်လာတဲ့အတန်လေးမေးစေးတွေကောင်းနေနေရွက်တွေနဲ့လွတ်နေရမယ်ရှေ့မှာဖြစ်နေရမယ်ဒီလိုအတန်ကဒီလိုဖြစ်နေဆိုရင်တွန်းတဲ့အခါမှာမျက်နှာကိုထိနိုင်တယ်ဒါကြောင့်ဒီအဆက်မှာပဲကြိုင်မယ်โอเคနော်ဟုတ်ပြီဆိုတော့ဒီလိုတွန်းတဲ့အနေထားမှာ split ပုံစံနေမယ်ခြေပြားအောက်ကိုပို့ပြီးထောက်မယ်ခြေပေါ်ရဲ့ရှေ့ဥပိုင်းတွေကိုပဲထောက်မယ်နောက်ရှေ့ရောရှေ့ရောဒီလိုဖနှောင်းကြီးနဲ့ဇိမ်နဲ့မရက်ဘူးပေါ့နော်ဖနှောင်းနေကြွထားတွန်းထားတဲ့ပုံစံလေးโอเคအဲ့ပုံစံလေးကနေဆက်လွယ်ပိုက်မယ်ဆက်လွယ်ပိုက်တဲ့အခါမှာသူ့အားကြီးပဲတစ်ဖက်ထဲကိုခါဆောင်ကြနေအလေးဝင်ကခါပေါ်မှာနားမှာဒါကိုဒီဘက်ကဆွဲတင်ထားသလိုလေတစ်စောင်းလေးလှည့်ပြီးမပေးထားမပေးပြီးသွားရင်ဒီလိုလှည့်ပြီးတွန်းမယ်တွန်းတဲ့အချိန်မှာခြေထောက်ကပဲညာပြောင်းသွားတယ်စမ်းတယ်ဒါအဖြေးပြတာပေါ့နော်ဖြည်းဖြည်းချင်းပြတယ်အဲ့ဒါပြီးရင်ခြေထောက်ပြန်ပြောင်းတယ်ဒီကောင်ပြန်ချတယ်ဆက်လွယ်ပြန်တိုင်းတယ်โอเคလေယူသွင်းတယ်လေထုတ်တယ်ဒီလိုတစ်စောင်းလေးနော်တစ်စောင်းလေးနဲ့ပိုက်မယ်โอเคဒါဆိုရင်ဗီဒီယိုသေချာပြန်ပြီးတော့အစကနေတဆင်ချင်းရှင်းပြရလေးပြန်ကြည့်မယ်အလေးမပါဘဲနဲ့လုပ်ကြည့်မယ်လေးကိုဒီလိုချထားတဲ့အချိန်မှာအပြည့်ရှူသွင်းထားမယ်ပြီးရင်ခြေထောက်ကိုအရင်ခုံပြောင်းတယ်အဲ့ဒီတစ်ချိန်ထဲမှာပဲလက်ကလည်းဒီလိုလဲထားတဲ့ကောင်လည်းလှည့်လိုက်တယ်ဒီဘက်ကဒီလို white ပေးထားတဲ့လက်ကလည်းဒီလိုနောက်ကိုဖြတ်ယူသွားတယ်ပြီးရင်ခြေထောက်ပြောင်းရင်လက်ပြန်ချိန်တယ်ဒီတတောင်ကဒီရှိပေါင်ပေါ်မှာအဲ့ဒီလိုမျိုးလေးပဲဒါမျိုးလေးပဲပြီးရင်ခြေထောက်ပြောင်းတယ်โอเคရမယ်နော်